这2天所看到的最严重的一个灾区就是达达屋，大部分的这些房屋都倒塌，连寺庙也非常严重，而且在这里也有很多人往生，所以刚才跟法师去了解之后，我们打算会在这里做一个发放，然后希望能够在他们最需要的时候，这些灾民可以给他们一点点的帮助。这间寺庙，它所呈现的一些这个经变图，跟我们到过的很多的寺庙有一些不同，它的手工非常的精致，然后大部分这些经变图都已经损坏，卧佛的佛像也严重的损坏，会觉得非常的可惜和心痛。ခုဒီလုံးထဲမှာတော့ဘောဘောနော်ဒီမမို့ကျွန်တော်ချိန်ပါနေကျွန်တော်လည်းဝင်ပါနေဒီပုံကြီးအောင်ပါအဲ့လိုအော်နေကြတယ်နော်ကေပါအိုရတယ်နောက်ဘိုးဘိုးဆောင်ကသူမိသက်ကြီးအိုအုပ်ထားတဲ့နေရာမှာလည်းဒီပုံမှာပြိနေတာအဲ့ရလည်းအိုတယ်နောက်ကျွန်တော်သူတို့လည်းအိုနေတာအဲ့လိုကိုကမစွမ်းနိုင်ဘူးကိုဒီလိုဒီတဲ့တယောက်တော့ကျွန်တော်ကဲနေခန်းနာပါပြီးတော့ဒီနောက်တစ်ချက်တုံးတဲ့အချိန်မှာကျွန်တော်လည်းဒီလမ်းပေါ်ပြန်ပြီးတော့ဒီပြတယ်အဲ့ဒီမို့ကိုကြည့်မှလည်းဒီလိုမျိုးနေခါရုံမှာမူကြီးဖြစ်နေတယ်ကေပါအော်လည်းကိုယ်တိုင်ကမစွမ်းနိုင်တဲ့နေသားကြီးဖြစ်နေတယ်နားကြီးကလည်းအဲ့လိုပြိနေရတယ်ကိုတို့ရက်ကလည်းအော်တယ်ကျွန်တော်ညီမတော့ဆုံးသွားတော့ဟိုတောင်းတရှိတိုင်းဘာမှလည်းဒီထဲမှာပဲအဲ့ရှိတယ်ခင်ဗျာအဲ့ဥက္ကဋ္ဌရင်ခဏတော့သွားကြတယ်အိမ်ပြတယ်မင်းတို့ဟိုထက်ထဲမှာအိမ်ရဖို့ဒီရိုက်ပြီးပတ်ကြရဲ့အိမ်သားတွေကလည်းအလုံးလုံးပဲကျွတ်သွားတယ်ဒီအိမ်သားကိုကိုယ့်ထွက်သွားပြီးတော့အောက်ကချပြီးကျွတ်သွား။ညာမျိုးကနေဒီလိုကနေဒီလိုချပြီးကျွတ်သွား။ပြင်းပြီးတော့ကနေအလုံးဝပျက်စီးသွားတာပေါ့နော်။ပြင်းသွားပြီအဲ့ဒါပြင်ရမ်းမှာ။ထုတ်ပြီးတော့အဲ့ဒါဖြတ်ပြီးတော့ကိုပြင်ရမ်းမှာကိုကရိုက်ထိုးပြီးတော့လဲတယ်။ဒါနော်။မှာပဲအိမ်မိုးကလည်းတော့မပါဘူးအိမ်ကခွဲတုံးငရင်လုံးမနေအမေကြီးကမသွားလိုက်တာအလုံနားတဲ့နေနဲ့မေကြီးကကန်ကောင်းတော့တိုက်ကြီးထဲမှာပါမှာဟုတ်ကဲ့ဒီတိုက်ကြီးထဲမှာပဲလုပ်လို့ဒီတိုက်ကြီးထဲမှာလုပ်လို့လားပြတ်တယ်ဒီတိုက်ကြီးထဲမှာလုပ်ဒီတိုက်ကြီးတွေကခုမလေးတွေကြတော့ခုဆေးုံပဲရှိသေးတယ်အိမ်ကတော့သူ့လိုပေါ့အကုန်လုံးအိမ်ပြကတော့15အိမ်လောက်ရှိပါတယ်15အိမ်ရှိပါတယ်ဒီပေထိုးမှုကတော့အကုန်လုံးသူ့လိုပေါ့9ယောက်ရှိပါတယ်ထိခိုက်ဒဏ်ရာရတဲ့လူကတော့3ယောက်ရှိပါတယ်နေဖို့ကတော့စားဖို့နေဖို့ခက်ခဲတွေကတော့ဒီမှာဒီကျောင်းဝင်းထဲမှာလည်းမိုးပါလေးတာလပတ်လေးတွေမိုးခင်းအိတ်နေရတယ်ပေါ့နေထိုင်ရရတော့စားဖို့တောက်ဖို့ကတော့အလူတန်းတွေလာတဲ့ဟာတွေလာကြပါတယ်မပြတ်ပါဘူးသူတစ်ပြင်တော့ရေလေးနဲ့ဖေးဝါးလေးတော့လိုအပ်တာပဲ။တန်ရလေးဆောက်ပြီးပြီးတော့ဒီရက်ွက်ထဲမှာရှိတဲ့2ရက်ွက်ဗိတ်တန်းပပဲတန်းရက်ွက်မှာရှိတဲ့2ရက်ွက်ကတော့မိုးရွာမယ်ဆိုရင်ဒါလေးကဒီနိုင်ငံလေးကအဆင်ပြေပါတယ်။ဘိက္ခုနီဆရာကြီးကိုသူကျေးဇူးတင်ပါတယ်ဒီလိုလို့ကုညီထောက်ပံ့ပေးတဲ့အတွက်ဒီ2ရက်ွက်လုံးကလည်းအားရဝမ်းသာတယ်ပြည်နှက်ပါတယ်ဝန်လည်းဝမ်းသာပါတယ်အတိုင်းချပြီးဝမ်းသာပါတယ်ကျေးဇူးလည်းအထူးတင်ရှိပါတယ်